အားလုံးမင်္ဂလာပါကြော်ဒီဗီဒီယိုမှာတော့ GTA 5ကိုနောက်ဆုံးပေါ်ပြန်ကကောင်းစားကြီးတွေ graphic အမိုက်စားတွေနဲ့ game ကိုကိုယ်စိတ်ကြိုက် customize လုပ်ပြီးဆော့ကျင်တဲ့ brother တွေအတွက် GTA 5 menu လို့ခေါ်တဲ့ move menu file ထည့်နည်းနဲ့အသုံးပြုနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ GTA 5 menu file ကိုကျွန်တော်ရဲ့ Telegram channel မှာတင်ထားပေးပါတယ် file size ကတော့ကျွန်တော်တို့ 5MB ဝန်းကျင်ပဲရှိပါတယ် brother က GTA 5ကိုဝင်လိုက်တဲ့ emitter နဲ့ဆော့နေတာပဲဖြစ်ဖြစ် game HUB emitter နဲ့ဆော့နေတာပဲဖြစ်ဖြစ်ဒီ file ထည့်ဆော့တဲ့နည်းကတော့အတူတူပဲဖြစ်ပါတယ် menu file ထည့်တဲ့နည်းကကျွန်တော်လုပ်ပြတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်သွားမယ်ဆိုရင်တော့လုံးဝလွယ်လွယ်လေးပါတေချာမကြည့်မိဘူးဆိုရင်တော့နည်းနည်းလေးမျက်စိလဲတယ်ပေါ့နော်ဒီ menu ထဲမှာဘာတွေပါလဲဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော် file ထည့်ပြီးနောက်ပိုင်းဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးထားပါတယ်တခုတတိပေးချင်တာမနေ့ကကျွန်တော်တင်ထားတဲ့ all mission complete save file မထည့်ရသေးဘူးဆိုရင်အဲ့ဒါကိုအရင်ထည့်ဖို့အကြံပေးချင်ပါတယ် mission တွေအကုန်လုံးပြီးထားမှဒီ menu file နဲ့တွဲသုံးလို့ကောင်းတာပါဆိုတော့မထည့်ရသေးရင်အဲ့ဒါကိုအရင်သွားထည့်လိုက်ပါထည့်ပြီးသားဆိုရင်တော့ menu file ထည့်ဆော့တဲ့နည်းကိုကျွန်တော်နဲ့အတူတစ်ဆင့်ချင်းလိုက်လုပ်ကြည့်အောင်ပါ okay ပထမဆုံးကျွန်တော် Telegram မှာပေးထားတဲ့ဒီ GTA 5 menu file ကိုကျွန်တော်တို့ down လိုက်မယ်ပေါ့နော် download ပြီးပြီဆိုရင်တော့ကျွန်တော်ဒီကောင်ကိုတစ်ချက်ဖြီးပြီးတော့ zip ဖြည့်လိုက်မယ်ပေါ့နော်file size ကတော့5MB ဝန်းကျင်ပဲရှိရပေါ့နော်ဒီမှာ menu file ဆိုတဲ့ဟာလေးရလာပြီပေါ့နော်အဲ့ဒီ folder လေးကိုဝင်လိုက်မယ်ဝင်ပြီးတော့ဒီကောင်တွေအကုန်လုံးကိုကျွန်တော်တို့ select all ပေးလိုက်မယ်ပေါ့နော်ပြီးရင်ဖြီးလိုက်မယ်ဖြီးပြီးတော့COPY copy နဲ့ copy ယူပြီးတော့ကျွန်တော်နောက်ကိုတစ်ချက်ဆုပ်လိုက်မယ်ပြီးတော့ GTA 5 game folder တွေကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ဒီမှာလဲစစ်ဝင်လိုက်မယ်ပေါ့နော်Okay ဒီလိုနေရာရောက်လာပြီဆိုရင်တော့ကျွန်တော်ဒီ down ဟာလေးနဲ့ pass ချလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်အမှန်ချစ်ပြီးတော့ replace ကိုနှိပ်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ menu file ဒီထဲကိုရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီစာကြည့်ပါတဲ့အခန်းကဏ္ဍပြီးသွားပြီပေါ့နော်ဝင်လိုက်တာတွေကိုသွားမယ်ပေါ့နော် Okay ကျွန်တော်တို့ဝင်လိုက်တာတွေရောက်ပြီဆိုရင်ကျွန်တော် container တွေကိုဝင်လိုက်မယ်ပေါ့နော် container တွေရောက်ပြီဆိုရင်တော့ကျွန်တော်ဒီအောက်က down လေးမှာပေါ့နော် stat ဆိုရရှိတယ်အဲ stat ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ system 2ဆိုတဲ့ဟာကိုထောက်လိုက်မယ် system 2ကနေဒီဘက်ကိုဆွဲလိုက်ရင် y configuration ဆိုရရှိရပေါ့နော်အဲ့ဒီထဲကိုဝင်လိုက်မယ် y configuration နဲ့ရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဘာမှမရှိဘူးပေါ့နော်မရှိဘူးဆိုတော့ကျွန်တော် edit application ကိုနှိပ်မယ်ပေါ့နော် edit application ကိုနှိပ်ပြီးတော့ကျွန်တော်တို့ခုန GTA 5 game file ကိုသွားရှာမယ်ပေါ့နော်ကျွန်တော်တို့ကဒါ C ဆိုတဲ့ folder ထဲရောက်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ my computer လေးကိုသွားမယ်ပေါ့နော်အဲ့မှာ D ဆိုတဲ့ folder လေးရှိရပေါ့နော် D ဆိုတဲ့ folder လေးထဲမှာကျွန်တော်တို့ PC game ဆိုတဲ့ folder လေးရှိရပေါ့နော်အဲ့ဒီထဲမှာကျွန်တော် GTA 5 game file ကိုထည့်ထားတာပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်လိုက်မယ် GTA 5 ထဲကိုဝင်မယ်ဆက်ဝင်မယ်အဲ့မှာကျွန်တော်တို့ထည့်ရမယ့် application ကဒီနှစ်ခုပေါ့နော် GTA 5 EAC နဲ့ GTA 5 Launcher EAC ပေါ့နော်ကျွန်တော်အရင်ဆုံးဒီအပေါ်ဟာကိုအရင်ထည့်မယ်ပေါ့နော် GTA 5 EAC ကိုနှိပ်လိုက်မယ် file name မှာ GTA 5 EAC ဆိုပြီးပေါ်သွားပြီအဲဒါဆိုရင်ကျွန်တော် open ကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့မှာ GTA 5 EAC ရောက်လာပြီပေါ့နော်ရောက်လာပြီဆိုရင်ကျွန်တော်ဒီ library ဆိုတဲ့ဟာကိုသွားမယ်ပေါ့နော် library ဆိုတဲ့ဟာကိုသွားပြီးတော့ကျွန်တော်ဒီ new override for library ဆိုတဲ့ဟာရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့မြားလေးကိုအောက်ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့မှာအများကြီးရွေးရမှာပေါ့နော်အဲ့ထက်မှာမှကျွန်တော်တို့ dinput dinput 8ဆိုတဲ့ဟာကိုရှာရမယ်ပေါ့နော်dinput 8ဆိုတာဟာကျွန်တော်တို့ပြမယ်ပေါ့နော်ဒီမှာပေါ့နော် dinput 8အဲ့ဒါကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော် ADD ကိုနှိပ်လိုက်မယ် ADD ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ apply ကိုနှိပ်ရမယ်ပေါ့နော် Okay apply ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော် application နဲ့မှာ GTA 5 EAC ရပြီပေါ့နော်ပြီးရင်ကျွန်တော် edit application ထပ်နှိပ်မယ်ပေါ့နော် edit application ကိုထပ်နှိပ်ပြီးတော့ကျွန်တော်တို့ခုနအတိုင်းပဲ my computer ကိုသွားမယ် D ဆိုတဲ့ထဲကိုသွားမယ်ပေါ့နော်ကျွန်တော်အခုလုပ်ပြတဲ့အတိုင်းတစ်ဆင့်ချင်းသွားမယ်ပေါ့နော်ပြီးတော့ကျွန်တော် GTA 5 game file ထည့်ထားတဲ့ PC game နဲ့ကိုဝင်လိုက်မယ်Grand Theft Auto GTA 5 folder ထပ်ဝင်မယ်ပေါ့နော်ခုနအပေါ်ဟာလောက်တာเนาะကျွန်တော်အခုအောက်က Launcher EAC ဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ပြီးတော့ open ကိုနှိပ်မယ်ဒီမှာ Launcher EAC ရောက်လာပြီเนาะရောက်လာပြီဆိုတော့ကျွန်တော် library တွေကိုသွားမယ်ဒီမှာလဲခုနအတိုင်းပဲdinput 8ကိုရှာမယ်ပေါ့နော်ဒီမှာကျွန်တော် dinput 8တွေ့ပြီပေါ့နော် dinput 8ကိုတစ်ချက်ထောက်လိုက်မယ် ADD ကိုနှိပ်မယ် apply ကိုနှိပ်မယ်ပေါ့နော် apply ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီ application ဘက်ကိုသွားလိုက်ပေါ့နော်နှစ်ခုစလုံးရောက်လာပြီပေါ့နော်ဒီ dinput 8လည်းထည့်ပြီးသွားပြီပေါ့နော်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ okay ကိုနှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့menu file ထည့်တဲ့ဟာပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ game ထဲကိုဝင်လိုက်မယ်ပေါ့နော် game ထဲမှာဝင်ရင်ကျွန်တော် controller လေးအရင်ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီ controller liquid file ကိုလည်း browser တို့တခါလေးတင်ပေးထားမယ်ပေါ့နော်ဆိုတော့ကျွန်တော် GTA 5 ထဲကိုဝင်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော် game နဲ့ရောက်ပြီပေါ့နော် game နဲ့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ menu move menu ပေါ်ဖို့ဆိုရင်တော့ကျွန်တော်တို့ F8 ကိုနှိပ်ရမယ်ပေါ့နော် F8 ကိုကျွန်တော်နှစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီလို menu ပေါ်လာမှာပေါ့နော်အဲ့မှာကျွန်တော်ယာသီဥတုကိုရင်ပြောင်းပြမယ်ပေါ့နော်ဒီ
ဒီမှာဆိုရင်ကျွန်တော်တို့တိန်နေဒီမှာမိုးတွေရွာလာတို့ဒီအစုံပေါ့နော်ကျွန်တော်ကိုကြိုက်တဲ့အထားလို့ရတယ်ပြီးတော့ဒီနှင်းနေကြပါပါတယ်ပေါ့နော်ဒီကြောင့်ဆိုရင်တော်တော်လေးမိုက်တယ်ပေါ့နော်နှင်းနေတယ်မှာပါညာပေါ့ဆိုတော့အခုကျွန်တော်အပြင်သွားမယ်ပေါ့နော်အပြင်သွားရင်ဒီမှာကျွန်တော်ကားတွေကိုချက်ပြမယ်ပေါ့နော်F8 ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကားတွေပြောင်းနေရပါတော့ကားတွေပြောင်းနေရတယ်သွားပြီးတော့ကျွန်တော်တို့ကိုကဘာကားအမျိုးအစားကြိုက်လဲပေါ့နော်အဲ့မှာကျွန်တော်ဒီမှာနေတာစူပါကားတွေပေါ့နော်ဆိုင်ကားတွေဘာတွေပေါ့နော်အဲ့ဒီကားတွေလည်းကြားတယ်ပေါ့နော်ကားအစီးတွေတော်တော်များများကိုဒီထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ဒီကားတွေဘာတွေပတ်မောင်းခြင်းနေဆိုရင်လည်းတော်တော်လေးကိုပဲအဆင်ပြေပါတယ်ဒီမှာတစ်ခုလမ်းတာပြမယ်ပေါ့နော်ကျွန်တော်ဒီ H ကိုနှိပ်လိုက်လို့ရှိရင်ဒီကားခေါက်မှုလှန်တာပေါ့နော်ဒီဇိုင်းကာလာပါညာအနေထားနဲ့တော်လေးကိုမိုက်တယ်ပေါ့နော်ရှေးဟောင်းကားတွေပါကြီးခြိုက်တယ်ဆိုရင်လည်းဒီထဲမှာရှေးဟောင်းကားတော်တော်များများပါတယ်ပေါ့နော်ဒီမာဖီးယားဂိမ်းနဲ့ကားတွေလိုမျိုးတွေပေါ့နော်1940ဝန်းကျင်လောက်ဖြစ်စားခဲ့တဲ့ကားတွေပေါ့နော်အဆုံးပါပါတယ်ဒါကတော့ကားတွေပေါ့နော်ကျွန်တော်နောက်ထပ်တစ်ခုပြပါမယ်အဲ့ဒါတော့ဆိုင်ကယ်ပေါ့နော်ကျွန်တော်ဆိုင်ကယ်တွေလည်းဒီထဲမှာတော်တော်လေးကိုစုံတယ်ပေါ့နော်ဘိန်းကြီးကြိုက်တဲ့ brother တွေဆိုတော့ကျွန်တော်ဒီထဲမှာပတ်ပြီးတော့မောင်းလို့လည်းရတယ်တောင်းချမ်းလို့လည်းရပါတယ်ကျွန်တော်အခုတော့ဒီကန်းကြီးသွားပြီးတော့တောင်းချမ်းပေါ့နော်ဒီကန်းကြီးမှာရှိတဲ့လူတွေကိုသွားပြီးရန်စမှာပဲဖြစ်ပါတယ်ဒီမီနူးထဲမှာကျွန်တော်တစ်ခုချင်းစီပေါ့နော်ကျွန်တော်ကလစ်ကြည့်စီချင်ပါတယ်တော်တော်လေးကိုမှစုံတယ်ပေါ့နော်ဒီစူပါဟီးရိုးရဲ့ပါဝါတွေကအစပေါ့နော်ဒီစူပါဂျမ်တို့ဒီလုံးဝအပြေးမြန်လာပြီးပေါ့နော်ဒီ Ghost Rider ရဲ့စွမ်းအားတွေကအစအကုန်ပါတယ်ပေါ့နော်ဒါကျွန်တော်ကတော့ဒါအခြေခံလောက်ပဲပြလာလို့ပြထားတာပေါ့နော်ဒါဆိုရင်တော့ကျွန်တော် weapon တွေပါဟက်ပြီးတော့ကြိတ်အောင်ပေါ့နော်โอเคဒီလောက်ဆိုရင်တော့ကျွန်တော်အားလုံးနားလဲကြမယ်လို့ညွှန်လင်းပါတယ်ကျွန်တော်ဖိုင်ထည့်တာနဲ့ပတ်သက်လို့မရှင်းတာပဲဖြစ်နားမလဲတာပဲဖြစ်ရှိခဲ့ရင်ကျွန်တော်ရဲ့ Telegram channel မှာလာရောက်မြင်မြန်လို့ရပါတယ်ကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်ပြန်လဲဖြည့်ချပေးနေပါတယ်အဲထဲမှာတော့ကျွန်တော်တို့ဒီသွေးမကုံကြီးမကုံပေါ့နော်ဒါရတော့အခြေခံပေါ့နော်အကုန်ပါပါတယ်ကိုယ့်အနေနဲ့ဖြည်းဖြည်းချင်းလေးကျွန်တော်တစ်ခုချင်းလောက်ကြည့်ပို့ပြီးတော့အဆင်ပြေရပါတော့โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးနှုတ်ဆက်ခဲ့ပါတယ်